တယ်လီဖုန်းကိုကျွန်တော် unboxing လုပ်ပေးမှာမဟုတ်ပါဘူးကျွန်တော်စီရောက်လာတဲ့ဒီစာအုပ်လေးကိုကျွန်တော် unwrapping လုပ်ပေးမှာဖြစ်ပါတယ်အခုကျွန်တော်လက်ထဲကိုရောက်ရှိလာတဲ့စာအုပ်လေးကတော့ GRTT Leadership Approach ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာရေးသူကတော့ကျွန်တော်တို့ဆရာဦးစိုးဝင်းခိုင်ဆရာစိုးဝင်းခိုင်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီစာအုပ်လေးကိုကျွန်တော်ဝယ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဆရာကြီးရဲ့ပြောကြားချက်အရဆိုရင်ကျွန်တော်တို့လေ့လာထားတဲ့စာအုပ်တွေက MBA နဲ့ပတ်သက်တဲ့ဟာတွေ Business Management နဲ့ပတ်သက်တဲ့ပညာရေးဆိုင်ရာစာအုပ်ထဲတွေကနေပြီးတော့ဟိုတစားဒီစားဖြတ်ထုတ်ကူးချထည့်ထားတဲ့စာအုပ်မျိုးမဟုတ်ဘဲနဲ့သူ့ဘဝရဲ့အတွေ့အကြုံတွေသူ့ဘဝရဲ့ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့အရာတွေနဲ့ပေါင်းဆက်ပြီးရေးသားထားတဲ့စာအုပ်တုပ်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ personal စိတ်ဝင်စားလို့ပဲတာဖြစ်ပါတယ်ဒီစာအုပ်ကိုဆရာကြီးကနေပြီးတော့ CEO တွေလုပ်ငန်းရှင်တွေအတွက်တီးတန့်ရည်ရွယ်ပြီးတော့ရေးသားထားတဲ့စာအုပ်လေးဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဖတ်သင့်တယ်လို့ယူဆပြီးတော့ဝယ်ခြင်းဖြစ်ပါတယ်အဲ့တော့စာအုပ်ရဲ့တန်ဖိုးကတော့မြန်မာကျပ်ငွေ3သိန်းဖြစ်ပြီးတော့အကယ်၍မိတ်ဆွေစိတ်ဝင်စားတယ်ဆိုလို့ရှိရင်GRTT Leadership Approach page မှာတွားပြီးတော့မှာယူလို့ရပါတယ်ပထမဦးဆုံးဝယ်ယူတဲ့သူတွေအတွက်တင်းတော်ရ discount တွေကိုလည်းချပေးထားတာဖြစ်တဲ့အတွက်အများဆုံးဝယ်ယူရင်တော့အကောင်းဆုံးဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာ marketing တွေ HR တွေအတွက်ထုတ်ထားတဲ့စာအုပ်တွေအများကြီးရှိပေမဲ့လို့ကျွန်တော်တို့ CEO တွေတကယ် leadership တွေအတွက်ထုတ်ထားတဲ့စာအုပ်ကတော့အရေးအတွက်အပြင်တော့ကိုနေပါတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီစာအုပ်လေးကိုစိတ်ဝင်စားတယ်ဒါကြောင့်မလို့ကျွန်တော်ဖတ်ကြည့်မယ်ကျွန်တော်စာအုပ်ဖတ်တဲ့နေရာမှာ skimming အနေနဲ့ဖတ်လို့ရှိတယ်ဒါပေမဲ့ဒီစာအုပ်လေးကိုတော့ကျွန်တော်အဲ့ဒီ skimming အနေနဲ့လည်းဖတ်မယ် scanning အနေနဲ့လည်းကျွန်တော်ဖတ်ရှုသွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီစာအုပ်ရဲ့ review ကိုပြန်ပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်စာအုပ်ရဲ့တန်ဖိုးကတော့ကျွန်တော်တို့ကမြန်မာကျပ်ငွေ3သိန်းဒါပေမဲ့စာအုပ်ထဲမှာပါတဲ့ value ဆိုတဲ့တန်ဖိုးကတော့ကျွန်တော်တို့ဘယ်လောက်အထိတန်ဖိုးကြီးတယ်ဆိုတာကိုကျွန်တော်ကနေပြီးတော့ review ပြန်လုပ်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တခုပြောချင်တာကတော့ဒီစာအုပ်ကလေးကိုကျွန်တော်ခုလိုပြောဖို့အတွက်စာအုပ်ထုတ်ဝေဖွဲ့စည်းကနေပြီးတော့ကျွန်တော်ကိုပြောခိုင်းထားတာလည်းမဟုတ်သလို sponsor ပေးထားတာလည်းမဟုတ်သလိုကျွန်တော်ကြော်ညာခိုင်းထားတာလည်းမဟုတ်ပါဘူးကျွန်တော်ကဆရာဦးစိုးဝင်းခိုင်ကိုရှီရင်ဆွဲလေးစားသောစိတ်နဲ့ကျွန်တော်ကဒီစာအုပ်လေးကိုမေတ္တာနဲ့အခုလိုပြောကြားပေးခြင်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် GRTT Leadership Approach GRTT Leadership Approach Get the right team stand